ကျွန်တော်တို့ဒီဗမာစကားမှာပြောလေပြောထားရှိကြတယ်ချော်လဲရောထိုင်ဆိုတဲ့စကားဒါပြောကြတယ်ညာသောအားဖြင့်ချော်လဲရောထိုင်မချော်လဲတယ်ဆိုကြတဲ့ကွာမကောင်းဘူးဒါပေမဲ့အဲ့ဒီမှာမထပဲရောထိုင်နေတာကိုဒါဆိုလိုချင်တဲ့အဓိပ္ပာယ်ချော်လဲရောထိုင်ဆိုတာအခုကျွန်တော်တို့ဒီအသင်းတော်ကလည်းအတွင်ဒုကာလာဆိုတာပြင်ဆင်ပေးထားတယ်တဖြည်းဖြည်းနဲ့နီးကပ်လာပြီအရာရာတိုင်းဟာအသင်းတော်လှုပ်တဲ့အလုပ်တိုင်းဟာအဓိပ္ပာယ်မရှိဘဲနဲ့ဘယ်တော့မှမလုပ်ပါဘူးကျွန်တော်တို့လူသားဆိုတာကအဲ့လိုမျိုးချော်လဲရောထိုင်တာအများကြီးပဲကျွန်တော်တို့ဘဝကြီးမှာပြန်ကြည့်လိုက်သိတယ်ကောင်းတာကိုလုပ်ကောင်းတာကိုလုပ်ရကောင်းမှန်းသိတယ်ဒါပေမဲ့အဲ့ချော်လဲတဲ့ထဲမှာตาရားနေတာထိုင်လို့ကလည်းကောင်းနေတာအဲ့လိုပြန်ထားဖို့ဒီလိုအချိန်တွေကအသင်းတော်ဟာဒါတစ်နှစ်ပတ်လုံးချော်လဲပြီးပြီထိုင်နေပြီဒါပေမဲ့ဒီအချိန်မှာပြန်ပြီးတော့ကျွန်တော်တို့အားယူရတယ်အသင်းတော်ဟာအရာရာတိုင်းမှာအသင်းတော်ကအလဟတ်တမဖြစ်ဘူးဘာကြောင့်လဲဆိုတော့အဲ့မှာ grace ဆိုတဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်တွေဟာစီးဆင်းနေတာဒီကာလတွေဟာအဲ့လိုဆိုရင်ကျွန်တော်တို့လှုပ်တဲ့အလုပ်တိုင်းဟာဘာမှကျွန်တော်တို့ဘဝမှာပြန်မမြင်ရဘူးဆိုရင်အသင်းတော်လှုပ်တဲ့အလုပ်တွေဟာဒါအလကားဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အသင်းတော်မှာဘယ်တော့မှအလကားမဖြစ်ဘူးကျွန်တော်တို့ခံယူတဲ့ပုံမှာမူတည်တယ်ဘယ်အရာပဲအသင်းတော်ကတတ်မှတ်ဘယ်လိုအရာတွေပဲအသင်းတော်ကသွန်သင်မှုတွေပေးအဲ့ဒီမှာဘုရားသခင်ရဲ့ကျေးဇူးတော်တွေကအမြဲပါနေတာကျွန်တော်တို့ကဒါမမြင်နိုင်ဘူးမမြင်နိုင်လို့တခါလေကျတော့ကျွန်တော်တို့ဘဝတွေဟာဒီတိုင်းပဲခုနကကျွန်တော်ပြောသလိုချော်လဲရောထိုင်တဲ့နေရာမှာရောထိုင်နေကြတာတချို့ဆိုရင်နှစ်နဲ့ချီတယ်ဒါပေမဲ့ဒီလိုအချိန်တွေဟာပြန်ပြီးတော့ကိုပြန်ပြီးတော့ကိုဘဝကိုပြန်သွားရမယ်ကျွန်တော်တို့အခုအလွယ်ကူဆုံးလေးပြောလိုက်မယ်ဆိုရင်ကျွန်တော်တို့အခုလူတိုင်းသိတယ်ဆဲလ်ဖုန်းတွေကင်ထားကြတာဓာတ်ပုံရိုက်တယ်သူများကိုရိုက်ပေးတာလွယ်တယ်ဒါပေမဲ့ selfie ဆိုတဲ့အရာဟာကိုပြန်ရိုက်တာဘယ်သူမှမလိုဘူးကိုပြန်ကြည့်ပြီးတော့ကိုပြန်ရိုက်တာ selfie ဆိုတာဒီလိုအချိန်တွေကလည်းအဲ့ဒါအသင်းတော်သတ်မှတ်ပေးထားတာ selfie လိုပဲကိုရှိကိုအရင်သွားခိုင်းတာဘယ်သူရှိမှမသွားနဲ့အောင်ဘယ်သူ့ကိုအကြောင်းမှမစဉ်းစားနဲ့ကိုပြန်ပြီးတော့စဉ်းစားကြည့်ကျွန်တော်တို့ဘဝမှာနေ့စဉ်နဲ့များစဉ်းစားစရာတွေအများကြီးပဲကိုပြုပြင်စရာတွေအများကြီးပဲအဲ့ဒါအများကြီးပဲရှိတယ်အဲ့တော့ဒီအချိန်ကာလဟာကိုပြန်သွားပါဒီအသင်းတော်ဟာတတ်မှတ်ပေးထားတာဘာကြောင့်လဲဆိုတော့ကြီးမြတ်တဲ့ပွဲတော်ကြီးကိုကျင်းပဖို့ရိုးနဲ့မရပါဘူးဘာကြောင့်လဲမေတော်ဝင်းထဲမှာသခင်ခရစ်တော်မွေးဖို့ဆိုတာတော့မေတော်လုံးဝအပြစ်မရှိဘူးဘုရားသခင်ပြုပြင်တာနော်ဒီသခင်ခရစ်တော်ကိုဝင်းထဲမှာထားဖို့အပြစ်ရှိတဲ့လူရှိမှသခင်ခရစ်တော်နေလို့မရဘူးအဲကြောင့်ဘုရားလှုပ်တာမေတော်ကိုအပြစ်လုံးဝတစ်စက်ကလေးမှမရှိအောင်ဘုရားပြင်ဆင်တယ်အဲ့တော့သခင်ခရစ်တော်မေတော်ဝင်းထဲမှာပရိသေတွေဆွဲဖို့တန်ရှင်းနေရမယ်ဒါကြောင့်ကျွန်တော်တို့လည်းဒီလိုပဲသခင်ခရစ်တော်ရဲ့မွေးဖွားခြင်းကိုကြိုးစိုးနေကြတာအဲ့တော့ကျွန်တော်တို့ဟာလည်းဒီခန္ဓာကိုယ်ထဲမှာတနည်းအားဖြင့်ကိုရမြတ်ကိုပင့်ခြင်းအားဖြင့်ကျွန်တော်တို့ဝင်းထဲမှာလည်းသခင်ခရစ်တော်ကိုလွယ်ထားသလိုပါပဲကိုရမြတ်ပင့်တဲ့ချိန်တိုင်းမှာအဲ့ဒါကြောင့်ကျွန်တော်တို့အသင်းတော်ဟာအမြဲတမ်းသွန်သင်နေတာဒီချိန်လေးဟာပြင်ဆင်ရမယ်ဘယ်လိုပြင်ဆင်ရမလဲဆိုတော့ outward ဒီ external ပြင်ဆင်ခြင်းတွေကတော့ဒါလိုအပ်ပါတယ်ဒါအလှပတရားတွေသို့တော့အတွင်းကိုသွားမှာသူများကိုကြည့်ပြီးတော့သူများဘာလုပ်လဲသူများနဲ့ကျွန်တော်တို့နေခဲ့တာအကြာကြီးပဲဘာကြောင့်လဲဆိုတော့အခုအသင်းတော်ကတော့ကိုပြန်သွားပါ selfie ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့တဦးစီကို examination လုပ်ပြီးတော့ကျွန်တော်တို့ဒီဘဝကိုအသစ်ပြန်ပြီးတော့ပြုပြင်ရမယ်အသစ်ကိုဖြစ်နေရမယ်ကျွန်တော်ဆိုရင်ဒါကျွန်တော်ရဲ့ဒါဘဝမှာဒါပြောရတယ်မတူတော့ဘူးမနစ်ကကျွန်တော်ဒီလိုချိန်ဒီနေရာမှာမရှိဘူးဒီလိုဝေစားရလည်းမိုးရဒါပေမဲ့ဘုရားရဲ့ကျေးဇူးတော်ကြောင့်မထင်နိုင်တဲ့အရာတွေဖြစ်လာတာဘဝမှာအဲ့ဒါပဲကျွန်တော်တို့ယုံကြည်တဲ့ဘုရားဟာအလကားသက်ပါဇက်ကပြောထားတဲ့အရာတွေဘယ်တော့မှမဖြစ်ပါဘူးဘုရားသခင်အမြဲတမ်းသူပြောတဲ့အရာတွေဟာဂတိတည်ပါတယ်သူ့ဘက်ကဂတိတည်တယ်ကျွန်တော်တို့ဘက်ကသာအားနေတဲ့အတွက်ကျွန်တော်တို့ဟာဒါကျွန်တော်တို့ဘဝမှာဘုရားရဲ့ကျေးဇူးတော်တွေဟာရောင်ပြန်မဟတ်တာအဲဒါကြောင့်
လူလောကကြီးမှာကျွန်တော်တို့ဖြစ်နေကြတဲ့လူတွေဟာဒါဘုရားသခင်အပြစ်မယုံဘုရားသခင်စိတ်မဆိုးအမြဲတမ်းကျွန်တော်တို့ခွင့်လွန်နေတာဘုရားသခင်စိတ်ဆိုးရင်တော့ကျွန်တော်တို့ဒီနေရာမှာရှိမှာတော့မဟုတ်ဘူးဘုရားသခင်ဘယ်တော့မှစိတ်မဆိုးအမြဲတမ်းသူကချစ်နေတယ်မျှော်လင့်နေတယ်ကျွန်တော်တို့ကအခုကြည့်လူအတိုင်းဝိုင်းထဲမှာလူဟာသွားနေကြတာပဲသူ့အတွင်းနဲ့သူစီးပွားရေးသမားဆိုလဲငါဘလို့အမျက်ရအောင်လုပ်မလဲဟုတ်လားနောက်ကျောင်းသားတွေဆိုလူငယ်တွေဆိုလဲငါဘဝကြီးဘလို့မျိုးသူ့နဲ့သူသွားနေကြတာသူ့အတွင်းနဲ့သူပဲသူ့အတွင်းနဲ့သူသွားနေကြတာဒါပေမဲ့အသင်းတော်ဟာအဲ့ဒီသွားနေတဲ့လမ်းမှာဒီကားသမားတွေဆိုသိမယ်ယူတန်းဆိုတာရှိတယ်ယူတန်းသွားနေတာတော့သွားနေတာပဲကို့အတွေ့ကို့ idea ကိုငါဆိုတဲ့အရာနဲ့သွားနေတာရှောက်နေတာဒါပေမဲ့ဒီအချိန်ဟာသင်းတော်ကသတ်မှတ်ထားတာယူတန်းပြန်ပြီးတော့ဘုရားရှိကိုတယောက်တည်းနဲ့မဖြစ်နိုင်ဘူးမင်းဘလောက်တော်မင်းဘလောက်ချမ်းသာမင်းတယောက်တည်းသွားနေတဲ့လမ်းဟာမဖြစ်နိုင်ဘူးဒါပြန်လှည့်ဘုရားသခင်ရှိကိုယူတန်းဆိုတာအဲ့ဒါကားသမားဆိုပိုသိတယ်ယူတန်းပြန်လှည့်လမ်းမှန်ကိုပြန်ပြီးတော့သွားအောင်တစ်နေ့တစ်ခါဒါဒီနှစ်ကကျွန်တော်တို့အတွက်ဒီမပြင်ဆင်ငေါ့မပြင်ဆင်နိုင်ဘူးတခြားလူတွေအတွက်ပြင်ဆင်ရမယ်ကျွန်တော်တို့ဒါဒီထဲမှာရှိတဲ့လူတွေအားလုံးလည်းပြင်ဆင်ပြီးသားဟုတ်လားလွန်ခဲ့တဲ့9နှစ်လောက်က6နှစ်လောက်ကပြင်ဆင်ပြီးသားဒါပေမဲ့ဒီထဲမှာအဲ့ဒါကြောင့်ပြင်ဆင်ထားလို့ယနေ့ချိန်ထိလာပြင်ဆင်နေကြတာမပြင်ဆင်ရသေးတဲ့လူတွေရှိတယ်အဲ့ဒီလူတွေအတွက်ဘုရားသတိပေးနေတာအတင်းတော်အားဖြင့်အတိပေးနေတာကျွန်တော်တို့ကိုအဲ့တော့ဒီကျမ်းပိုက်မှာဒီနေ့ဟောတဲ့ကျမ်းပိုက်မှာလည်းဒီလိုပဲကျွန်တော်တို့ဘဝမှာဒီလှုပ်ရှားတွေကဘုရားသခင်ခိုင်းထားတဲ့ຢာတွေအများကြီးကျွန်တော်တို့ဟာလုံးမယ်ဆိုပြီးတော့တခါလေကြာရင်ကျွန်တော်တို့ဟာမလှုပ်ဖြစ်ကြဘူးအဲ့ဒါကိုဒီနေ့ကျမ်းပိုက်မှာသခင်ခရစ်တော်ကပြောနေတာပထမသားကိုသွားပြောတယ်သူသွားခိုင်းတဲ့လှုပ်ခိုင်းတဲ့အရာဘာလဲဆိုတာပေါ်မှာမူတည်တယ်သူလှုပ်ခိုင်းတဲ့အရာဟာမကောင်းတဲ့အရာဆိုရင်ဘယ်သားမှလှုပ်မှာမဟုတ်ဘူးဒါပေမဲ့ဘုရားသခင်ဟာသူခိုင်းတဲ့အရာဟာဗင်းနီယတ်ဒီစပြည့်ဥယျာဉ်မှာသွားအလုပ်လုပ်ပါဆိုတာကိုပြောနေတာသူကအဲ့တော့ဟိုတယောက်ကပထမညင်းလိုက်တယ်မလုပ်ဘူးဒါပေမဲ့သူကနောင်တရပြီနောက်သွားလုပ်တယ်နောက်တယောက်ကကြတော့လုံမယ်လို့ပြောပြီးတော့သူမလုပ်ဖြစ်ဘူးဒါနှိုင်းရှင်ပြီးပြထားတာသခင်ခရစ်တော်ဟာတကယ်တော့ကျွန်တော်တို့ဘဝမှာလည်းဒီလိုပဲကျွန်တော်တို့ဒီအတိတယ်ကျွန်တော်တို့အတိတရားကတော့ရှိနေကြတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အမူအရာတွေကျွန်တော်တို့ရဲ့အပြောအဆိုတွေအားဖြင့်ဘုရားကြောင့်တက်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အပြုအမူတွေအပြောအဆိုတွေအနေထိုင်နေအားဖြင့်ကျွန်တော်တို့ကညှင်းပယ်နေတာဘုရားရဲ့အလိုတော်ကိုအားကြောင့်ဘဝနဲ့ကျွန်တော်တို့ဒီဖြစ်နေတဲ့ဘဝနဲ့ကျွန်တော်တို့ပြောတဲ့အပြောဟာတကယ်ကိုက်ညီမှုရှိရမယ်အဲ့ဒါမှကျွန်တော်တို့ရဲ့တကယ်စစ်မှန်တဲ့ဒီဘုရားသခင်ရဲ့သားသမီးဆိုတာဒါဒီနေ့ကျမ်းပိုက်ကပြောနေတာသခင်ခရစ်တော်ကကျွန်တော်တို့ remind သတိပေးနေတာဒါဘာကြောင့်ကျွန်တော်တို့ဒီသခင်ဒီကျမ်းစာဟာအသက်ရှင်သန်နေသောဒီစကားလုံးတွေလို့ဘာလို့ပြောတာလဲကျွန်တော်တို့ဘဝမှာယနေ့နှစ်ပေါင်း2000ကျော်ပြီအဲ့ကလေးကပြောခဲ့တဲ့စကားတွေဟာအခုချိန်ထိကိုရှင်သန်နေတယ်ကျွန်တော်တို့ဘဝမှာလာပြီးတော့မြင်နေရတယ်အခုအဲ့ဒါတွေကဖြစ်နေတာပဲအဲ့ဒီကလေးကဖြစ်ခဲ့တာမဟုတ်ဘူးအဲ့ကြောင့်ရှင်သန်နေတဲ့ living word ရှင်သန်နေတဲ့စကားလုံးတွေဒါတွေကအဲ့ဒီစကားတွေဟာဘာဖြစ်လို့ကျွန်တော်တို့ပြန်ကြည့်ဒီဓမ္မဟောင်းမှာပြောခဲ့တဲ့စကားတွေဟာဓမ္မဟောင်းမှာပြောခဲ့တဲ့စကားတွေအားလုံးဟာဓမ္မသစ်မှာလာပြီးတော့ပြည့်စုံတယ်ဓမ္မသစ်မှာလာပြီးပြည့်စုံတယ်အဲ့ဒါကြောင့်ဓမ္မဟောင်းကပြောခဲ့တဲ့အရာတွေဟာဓမ္မသစ်မှာလာပြီးပြည့်စုံတယ်မပြီးပါဘူးဒါပေမဲ့ဓမ္မသစ်မှာပြောထားတဲ့စကားတွေကဘယ်ကိုသွားရမှာလဲကျွန်တော်တို့သင်တို့တူးစီရဲ့ဘဝမှာပြန်ပြီးတော့ဒီဓမ္မသစ်ကစကားတွေကဒါ living testament ဆိုတာကျွန်တော်တို့ရဲ့ဘဝနဲ့ဒါကိုတက်တည်ဖြစ်နေရမှာ witness အဲ့ဒါပဲဒီဓမ္မဟောင်းကဟာတွေဓမ္မသစ်မှာလာပြီးပြည့်စုံတယ်ပြီးသွားတာမဟုတ်ဘူးအဲ့ဓမ္မသစ်ကဟာတွေဟာပြောထားတဲ့စကားတွေဟာအပတ်တိုင်းနေတိုင်းကြားနေတဲ့အရာတွေဟာ living testament လို့ခေါ်တဲ့ကျွန်တော်တို့ဘဝတူးစီမှာပြန်ပြီးတော့ရောင်ပြန်ဟရမယ်အဲ့ဒါအခုချိန်ဟာခရစ်စမတ်ကနီးလာပြီအဖြစ်ဖြစ်နဲ့ပထမဒုတိယတတိယအမှန်မှန်ဆိုတာ၄ဘတ်ဆိုတာကပြန်ကြည့်မယ်ဆိုရင်ဘာမှတော့မဟုတ်ဘူးသို့တော့ဘာမှမဟုတ်ပေမဲ့ပြင်ဆင်လို့ရပါတယ်ကျွန်တော်တို့နည်းနည်းလေးပါအများကြီးလည်းဘုရားသခင်မတောင်းဆိုဘူးဘုရားသခင်ကျွန်တော်တို့မနိုင်တာကိုမနိုင်တဲ့ဝင်ကိုမထမ်းခိုင်းဘူးနည်းနည်းလေးပဲကိုဘဝမှာကိုပြန်ပြီးတော့ပြင်ဆင်စရာတွေဘာတွေရှိလဲအဲ့ဒါကိုပြန်ဆန်းစစ်ဖို့ဒီ Advent ကာလဟာအကောင်းဆုံးအသင်းတော်ဆုံးအရာပါပဲနှစ်တိုင်းကျွန်တော်တို့ဒါအသင်းတော်အားဖြင့်
ပြုပြင်စေခြင်းလို့ဘုရားသခင်ဟာကျွန်တော်တို့ဟိုဒီကာလလေးတွေကိုထားပေးထားတာအားကြောင့်ကျွန်တော်တို့ဘဝမှာနေ့စဉ်နဲ့ရှင်သန်လှုပ်ရှားနေတဲ့ဘဝမှာဒုက္ခအခက်အခဲတွေရှိပါတယ်ပြဿနာပေါင်းစုံရှိတယ်အခက်အခဲပေါင်းစုံရှိတယ်ဒါပေမဲ့ကျွန်တော်ဒီတိုင်းပဲချော်လဲတဲ့နေရာမှာထိုင်နေလို့မရပါဘူးချော်လဲတဲ့နေရာမှာထိုင်နေရင်ကျွန်တော်တို့ပဲအရှုံးသမားနဲ့ရင်ဆိုင်ရမှာပဲဘုရားသခင်ပေးနေတာမကြောက်နဲ့အဲ့ဒါကြောင့်ဒီຢာတွေကသူပေးနေတဲ့အားတွေနဲ့ကျွန်တော်တို့ပြန်ထလို့ရပါတယ်လူလောကကြီးမှာဘလို့အခက်အခဲတွေဘလို့ပြဿနာတွေကိုဘယ်လိုမျိုးစိတ်ဓာတ်ရှိလဲကိုဘယ်လိုမျိုးအကျင့်စရိုက်ရှိလဲဆိုတာဒါပြန်ပြီးတော့ကိုမနိုင်ရင်ဘုရားသခင်ရှင်မှာဆုတောင်းသူအဲ့ဒီအကျင့်စရိုက်တွေကိုဖျက်ပေးတယ်သူမနိုင်ကိုမနိုင်နဲ့ဒီအကျင့်မကောင်းတဲ့အကျင့်ဆိုးတွေရှိနေလားသူ့ကိုတင်ပြသူအားလုံးကိုသူဖြည့်ရှင်းပေးနိုင်တယ်အခုပထမကျမ်းပိုက်မှာပြောနေတဲ့အရာအဲ့တော့သူ့ကိုအားကိုးပါဘာပဲဖြစ်နေကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေများသောအားဖြင့်ကျွန်တော်တို့ဘဝကြီးဟာဒီအမြဲတမ်းရင်ဆိုင်နေရတာလူတိုင်းရင်ဆိုင်ရတယ်အသက်တရားမနေရပါမယ်အမှုတရားရင်ဆိုင်ရတယ်ဆိုသလိုပဲအမျိုးမျိုးလူအတိုင်းဝိုင်းမှာဖြစ်နေကြတာအဲ့တော့အဲဒါကြောင့်ဘယ်လိုပဲရင်ဆိုင်နေရပါစေဒီကာလဟာအကောင်းဆုံးအချိန်ကျွန်တော်တို့ဘယ်လိုပဲချော်လဲပါစေဘယ်လိုအပြစ်မျိုးနဲ့ပဲနစ်မွန်းနေပါစေဒါပေမဲ့ဘုရားသခင်ကျွန်တော်တို့ရဲ့လက်ကိုဆွဲမနိုင်တဲ့အင်အားတွေကဘုရားသခင်ရှိမှရှိပါတယ်အဲကြောင့်ဒီနေ့ခရစ်စမတ်မှာကောင်းဆုံးပြင်ဆင်နိုင်အောင်ကျွန်တော်တို့ဒီအဒဝင်တုကာလကိုပို့ပြီးတော့လေးလေးနက်နက်နဲ့တဦးစီခုနကျွန်တော်ပြောသလိုတယောက်စီတဦးစီရဲ့အချင်းစရိုက်တွေအပြောဆိုတွေအနေထိုင်တွေအဲ့ဒါတွေကအရန်ခရစ်တော်ကိုကြိုးဆိုတာအမြင့်မြတ်ဆုံးကြိုးဆိုခြင်းပဲအဲ့ဒါလေးနည်းနည်းလေးတွေပြောင်းလဲဖို့ကျွန်တော်တို့ဒီအဒဝင်တုကာလမှာကျွန်တော်တို့ဝိုင်းဝန်းပြီးတော့တဦးစီဆူတောင်းကြစို့အခုဒီနေ့ကျင်းပနေတဲ့ဒါစေယန်ထော်နီရဲ့ကျောင်းဝင်စူပန်ပေးခြင်းအဖြစ်လဲကျွန်တော်တို့ရဲ့ဘဝကိုပို့ပြီးတော့ခရစ်တော်နဲ့ဒီခရစ်တော်ရဲ့ကြွလာတော်မူခြင်းကိုပို့ပြီးတော့ဒီအဓိပ္ပာယ်ရှိကြိုးဆိုနိုင်ရအောင်ခွန်အားကျေးဇူးကိုတောင်းခံကြပါစို့